ခွေးလေးကိုရုတ်တရက်နမ်းလိုက်ရင်တော့သူတို့ဟာတင့်ကိုအောက်ပါချက်တွေကိုဘယ်တော့မှပြောပြမှာမဟုတ်ပါဘူးပထမဆုံးချက်ကတော့ခွေးနဲ့အတူလမ်းလျှောက်တက်တဲ့အမျိုးသားတွေကခွေးမပါတဲ့သူတွေတဲ့အဖော်ရနိုင်ခြင်းတုံးစားပိုများပါတယ်ဒါပေမဲ့ Husky ခွေးမျိုးစားကတော့ထွန်းချက်ဖြစ်ပါတယ် Husky ပိုင်ရှင်ဆိုရင်တော့လူပြိုကြီးဖြစ်ဖို့အခွင့်အလမ်းဟာတုံးစားပိုများသွားနိုင်ပါတယ်ဒုတိယချက်ကတော့ခွေးလေးတွေကောင်းဆောင်ပြတာအလှပြဖို့တက်တယ်မဟုတ်ပါဘူးသူတို့ကအတန်ကိုပိုပြီးတဲတဲကွက်ကွက်ကြားရအောင်နှမျက်ကိုချိန်ညိတာဒါမှမဟုတ်မျက်လုံးနဲ့ပိုပြီးမြင်ရအောင်သူတို့ရဲ့နှာခေါင်းကိုရှေ့ကနေဖယ်ပေးလိုက်တာမျိုးပါဒါပေမဲ့ Husky တွေကောင်းဆောင်ပြတာကြတော့သူတို့ကတကယ်ပဲချစ်စရာကောင်းလုပ်ပြနေတာဖြစ်ပါတယ်နံပါတ်3တတိယချက်ခွေးလေးတွေတင့်ကိုကြည့်ပြီးမျက်မှောင်ကျုပ်မျက်လုံးမှေးပြတာဒါပျော်ရွှင်နေလို့ဒါမှမဟုတ်ချစ်ခင်ကြောင်ဖော်ပြတာပဲဖြစ်ပါတယ်ဒါပေမဲ့လို့ Husky တွေကတော့ထုံးစံအတိုင်းချွင်းချက်ပါပဲသူတို့ကမျက်မှောင်ကျုပ်ပြီးကြည့်နေရင်တင့်ကိုစိတ်ထဲကနေအထင်သေးပြီးကြည့်နေတာဖြစ်ပါတယ်နံပါတ်4စတုတ်အချက်ခွေးတွေရဲ့အကြအာရုံကကျွန်တော်တို့လူသားတွေတဲ့အစာပေါင်းများစွာပိုပြီးထက်မြက်ပါတယ်ဒါကြောင့်ကျွန်တော်တို့သတိမထားမိတဲ့အတန်တွေကိုတော့သူတို့ကကြားနိုင်ပါတယ်ခွေးလေးတွေရုတ်တရက်ဟောင်းလိုက်တာအပြင်ကမင်းနေတဲ့ခြေတံတွေကြောက်မယ်မဟုတ်ပါဘူးအနားမှာပို့ခွဲတကောင်ဖြတ်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ Husky တွေကတော့ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ကိုဟောင်းတတ်ကြပါတယ်နောက်ဆုံးနံပါတ်5ကတော့ခွေးလေးတွေကနေရာတကာစီးသွားပြီးနေမြေတက်မှတ်ကြတာသူတို့ရဲ့မနာလိုစိတ်ကိုပြသတာဖြစ်ပါတယ်တင်ကသူတို့ရဲ့နောက်ွယ်မှာအခြားခွေးတကောင်ကိုဂယူးဆိုင်နေတယ်လို့ထင်နေကြလို့ဖြစ်ပါတယ်